Lightning McQueen ကပြိုင်ကားလောကတွေကိုမကြာခင်ကမှခြေချလာတဲ့ model မြင့်ကားသေးလေးဖြစ်ပါတယ်။လက်ရှိမှာ Piston ဖလားပြိုင်ပွဲကိုဝင်ပြိုင်နေပြီးထိပ်ဆုံးမှာတော့နှစ်ပေါင်းများစွာချန်ပီယံဖြစ်ခဲ့တဲ့ Sprint Weathers ကဦးဆောင်နေပါတယ်။ဒါက Weathers ရဲ့ပြိုင်ကားလောကကအနာမယူခင်နောက်ဆုံးပြိုင်ပွဲဖြစ်လို့ဖလားရမလားဆိုတာကိုပရိသတ်တွေကလည်းစိတ်လှုပ်ရှားနေကြပါတယ်။သူ့ကိုစပွန်ဆာပေးထားတဲ့ Dynoco ကုမ္ပဏီကကမ္ဘာအကြီးဆုံးလောင်စာကုမ္ပဏီဖြစ်ပြီး Sprint Weathers အနားယူသွားရင်ဒီပြိုင်ပွဲရဲ့ချန်ပီယံက Dynoco ရဲ့စပွန်ဆာကိုရှာနိုင်ခြေရှိလို့ပြိုင်ပွဲကပိုပြီးပြင်းထန်နေပါတယ်။ Weathers နောက်မှာဒုတိယနေရာကဦးဆောင်နေတဲ့ Chipis ကတော့ Weathers ကိုနိုင်ဖို့နှစ်ပေါင်းများစွာအပြင်းထန်ကြိုးစားခဲ့ပေမဲ့အမြဲတမ်းဒုတိယနေရာနဲ့ပဲကျင်းနေရသူဖြစ်ပါတယ်။တတိယနေရာမှာတော့လက်တလော hot နေတဲ့ကားတစ်လေး Lightning McQueen ရှိနေပါတယ်။ Chipis က McQueen ကိုညှစ်ပြီးတိုက်ချလိုက်လို့ McQueen ကနောက်ကောက်ကြကျန်ခဲ့ပါတယ်။အားကစားစိတ်ဓာတ်မရှိနိုင်ဖို့ပဲတည်တဲ့ Chipis ကတခြားကားတွေကိုလည်းညှစ်ပြီးကစားနေပါတယ်။အပတ်400မောင်းရတဲ့ပြိုင်ပွဲဖြစ်တာကြောင့်ကားတွေအားလုံးကတာယာလဲကြပေမဲ့ McQueen ကတော့ဘာမှမလဲပဲဆက်ပြိုင်ပါတယ်။သူ့အဖွဲ့သားတွေကလည်းလှုပ်ချင်ရလှုပ်နေတဲ့ McQueen ကိုစိတ်တူနေကြပါတယ်။ McQueen ကတော့တယောက်တည်းလဲဖြစ်တယ်ဆိုတဲ့စိတ်နဲ့ဆက်ပြိုင်နေပြီးတခြားကားတွေတာယာလဲနေတော့မှတပတ်စောအောင်မောင်းနိုင်လိုက်ပါတယ်။ဒါပေမဲ့နောက်ဆုံးအပတ်ပန်းနိုင်ကိုရောက်ခံဒီမှာပဲကားဘိန်းတွေပေါက်ကုန်လို့ဒရွတ်တိုက်ပန်းဝင်မှုစူးစမ်းနေတော့နောက်ကားနှစ်စီးကအမိလိုက်လာလို့ပရိသတ်တွေလည်းရှင်တမမနဲ့ကြည်နေရပါတယ်။ပန်းဝင်သွားချိန်မှာတော့ McQueen ကရှာတဖျားတောင်အောင်လုပ်ခဲ့ပါတယ်။ McQueen ရဲ့တကူကောင်းဆန်ဆန်ဘဝင်မြင့်တဲ့အပြုအမူတွေကြောင့်ကားပြင်တဲ့အဖွဲ့ကအလုထွက်သွားပါတယ်။တကူတော်သမားကြီး McQueen ကတော့အဖက်မလုပ်ဖဲအင်တာဗျူးဆက်ဖြေနေပါတယ်။ချန်ပီယံကိုကြေညာချိန်မှာယုံကြည်မှုတွေလွန်ကဲနေတဲ့ McQueen ကသူ့ပဲဆိုပြီးစင်မော်ပြစ်တက်သွားပေမဲ့တကယ်တမ်းမှာ3စီးလုံးတည်ရဖြစ်နေပါတယ်။အဲဒါကြောင့်သူတို့3စီးကပဲ Piston ဖလားအတွက်တပတ်အတွင်းကယ်လီဖိုးနီးယားမှာထပ်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။ McQueen ကကယ်လီဖိုးနီးယားကို truck ကားနဲ့သွားပါတယ်။ truck ကားကအင်္ဂိုင်းလို့နားကျင်ပေမဲ့ကျန်တဲ့2ယောက်ထက်အစောဆုံးရောက်ချင်နေတဲ့ McQueen ကဆက်မောင်းပေးဖို့တောင်းဆိုပါတယ်။မဲအချင်အောင်သူ့အဖော်လုပ်ပေးမယ်လို့ပြောပြီးခဏနေတော့ McQueen ကအိပ်ပျော်သွားတာကြောင့် truck ကလည်းအင်္ဂိုင်းလာပါတယ်။လမ်းကျန်းတစ်ခုမှာ McQueen ကကားပေါ်ကနေပြုတ်ကျကျန်ခဲ့ပါတယ်။ truck ကားကတော့မသိလိုက်ပဲအိတ်ချင်ပြေလို့မောင်းထွက်သွားပါတယ်။ McQueen ကလမ်းလေကောင်မှပြန်နိုးလာတော့ truck ကားနောက်ကိုအသေးအတန်လိုက်ပါတယ်။မီးအောင်တွေလင်းထိန်နေတဲ့ပြိုင်ကားပွဲမှာပဲမောင်းရတဲ့ McQueen ကရှေ့မီးကိုစတစ်ကာတွေကတ်ထားလို့အမှောင်ထဲကကားတွေကြားမှာဒုက္ခရောက်နေပါတယ်။အဲ့လိုနဲ့ပဲသူ့ truck ကားကိုလိုက်မမီတော့တဲ့အပြင်လမ်းမပြီး6ကတ်နေတဲ့မြို့တစ်မြို့ကိုရောက်သွားပါတယ်။ McQueen ကအရှိန်ကျော်မောင်းလာလို့ရဲဖက်နာခံလိုက်ရပါတယ်။သူရောက်နေတဲ့မြို့ကတော့ကားအသွားအလာမရှိသလောက်ရှားပါတဲ့ Radiator Springs ဖြစ်ပါတယ်။မြို့သူမြို့သားတွေကသူ့ဟာသာပြောင်းနေတဲ့မိပွိုင်းကိုအလုံးတစ်ခုလိုထိုင်ခင်းနေကြရတဲ့အထိအလုံးမရှိကြသူတွေဖြစ်ပါတယ်။သူတို့ပြင်းနေတော့အမြန်မောင်းလာတဲ့ပြိုင်ကားတစ်စီးကိုရဲကားကလိုက်ဖမ်းနေတာတွေ့တော့တိတ်ဆိတ်နေတဲ့တစ်မျိုးလုံးနှိုးထားဖို့အချိန်ရောက်လာပါတယ်။ဗယံမရာမောင်းနေတဲ့ပြိုင်ကား McQueen ကြောင့်လမ်းဟောင်းကြီးကပျက်စီးကုန်ပြီး McQueen လည်းအဖမ်းခံလိုက်ရပါတယ်။တစ်ဖက်မှာ truck ကားကကယ်လီဖိုးနီးယားမှာစောင့်နေတဲ့မီဒီယာတွေရှေ့ရောက်တော့မှ McQueen ကြကြံခဲ့ပြီဆိုတာသိပါတယ်။သတင်းတိုင်းမှာ McQueen ပြောင်းနေတဲ့အကြောင်းတွေပဲဘလူပြန်နေလို့အားလုံးကစိတ်ပူနေကြပါတယ်။ McQueen ကတော့ Radiator Springs မြို့မှာတရားရင်ဆိုင်နေရပါတယ်။သူ့ရဲ့ရှေ့နေကမိတာလို့ခေါ်တဲ့ခတ်တုံးတုံတန်ကြီးတက်ဆွဲကားတစ်စီးဖြစ်ပါတယ်။တရားသူကြီးကတော့ Doc Hudson ဖြစ်ပြီး McQueen ကိုမြင်တာနဲ့မြို့ကထွက်သွားပြီးဘရော့မှပြန်မလာဖို့အမိန့်ချလိုက်ပါတယ်။ဒါပေမဲ့ Sally လို့ခေါ်တဲ့တရားရုံးရှေ့နေမလေးက McQueen လောက်ခဲ့တဲ့အပြက်အစည်းတွေကိုပြန်ပြင်ခိုင်းပြီးအပြစ်ပေးဖို့တရားသူကြီးကိုတောင်းဆိုပါတယ်။ငကိုရဲကမှခရီးသွားကားမရှိတဲ့သူတို့မျိုးကလမ်းမှာပျက်စီးနေမဲ့လူတော်မရှိတော့တာမို့တရားသူကြီးလည်း McQueen ကိုလမ်းပြင်ဖို့အမိန့်ချလိုက်ပါတယ်။ပုံမှန်အတိုင်းလမ်းပြင်မယ်ဆိုရင်9ရက်လောက်ကြာနိုင်တာကြောင့် McQueen ကကယ်လီဖိုးနီးယားကိုပြိုင်ပွဲအမိမပြန်နိုင်မှာစိုးရိမ်နေပါတယ်။အဲဒါကြောင့်ထွက်ပြေးပေမဲ့သူအိပ်ပျော်နေတော့ကားစီတွေခိုးထုတ်ခံရလို့ Radiator မြို့ကိုပဲပြန်လာရပါတယ်။လမ်းကိုချောချောမွေ့မွေ့ဖြစ်အောင်ကတ်တရာလောင်းဆက်ကိုဖြည်းဖြည်းချင်းပဲဆွဲရမှာဖြစ်ပေမဲ့ McQueen ကအမြန်ပြေးကျင်တာကြောင့်ကားကိုအရှိန်တင်မောင်းပြီးပြီးစလွယ်ခင်းလိုက်တော့လမ်းကငကိုထက်ပူကျန်းသွားပါတယ်။သူကလမ်းပြင်တဲ့ကားမဟုတ်ပဲပြိုင်ကားဖြစ်လို့ဒီလောက်ပဲပြင်နိုင်မယ်လို့လေ့ကျင့်နေတော့ဒေါက်က McQueen ကိုသူနဲ့ပြိုင်ဖို့စိန်ခေါ်လိုက်ပါတယ်။လောင်းကြီးက McQueen နိုင်ရင်ကယ်လီဖိုးနီးယားသွားဝင်ပေးမှာဖြစ်ပြီး McQueen ရှုံးရင်တော့စုပ်ပြတ်နေတဲ့လမ်းကိုအစရပြန်ပြင်ပေးရမှာဖြစ်ပါတယ်။ဘာမဟုတ်တဲ့မျိုးကကားအိုကြီးတစ်စီးရဲ့စိန်ခေါ်မှုကို McQueen လည်းချက်ချင်းလက်ခံလိုက်ပါတယ်။ပွဲစားတာနဲ့ McQueen ကတရှိန်တို့မောင်းသွားပါတယ်။ဒေါက်ကတော့အေးအေးဆေးဆေးနဲ့ဆွဲကားမိတာကိုအသင့်ပြင်ထားဖို့ပြောပြီးနောက်ကလိုက်လာပါတယ်။မြေသားတောင်ပတ်လန်းရဲ့အကွေတွေကပြိုင်ပွဲကွင်းနဲ့မတူပဲကွေးဖို့ခက်လွန်းတာကြောင့် McQueen ကအရှိန်မထိန်နိုင်ပဲပြုတ်ကျသွားပါတယ်။အဲဒါကြောင့်ကားအိုကြီးဒေါက်ကနိုင်သွားပြီး McQueen ကလမ်းပြင်တဲ့အလုပ်ကိုပြီးအောင်ဆက်လုပ်ရပါတယ်။ကားလုံးအနားယူသွားချိန်မှာ Starling McQueen တစ်စီးပဲလမ်းကိုစူးစမ်းပန်းစားပြင်နေရပါတယ်။မနက်မိုးလင်းတော့ဘလောက်တစ်ခုသာလမ်းကချောချောမွေ့မွေ့နဲ့ပြင်လို့ပြီးသွားပါတယ်။ McQueen ကထွက်မပြေးတော့ပဲမနေ့ကမကွေ့နိုင်ခဲ့တဲ့ဖုံတော်ထဲမှာကွေ့နိုင်အောင်လေ့ကျင့်နေပါတယ်။ဒေါက်ကသူ့ကိုစောင့်ကြည့်နေရင်ညာဘက်ကိုကွေ့ခြင်းဘဲဘက်ကိုခက်ကြမ်းကြမ်းလှဲရတယ်လို့သင်ပေးပါတယ်။ McQueen ကတော့ညာကွေးဖို့ဘဲဘက်လှဲရမယ်ဆိုတာကိုအထိမ့်မဲ့မရှိဘူးလို့ထင်တာကြောင့်သူနီးနဲ့သူလေ့ကျင့်နေပြီးအချိန်ချင်းအခါကကြောက်ထဲပြုတ်ကျနေပါတယ်။
စိတ်တူတူနဲ့လမ်းဆက်ပြင်းနေတော့တာယာပိုင်ရှင်လူဝီကြီးကတာယာတစ်လုံးဝယ်3လုံးလက်ဆောင်ပေးမယ်လို့မာကတ်တင်လာဆင်းပါတယ်။မက်ကွင်းရဲ့တာယာကလည်းပေါက်နေပြီဖြစ်တာကြောင့်သဘောတူလိုက်ပြီးဆက်စရာဂွီတို့ကစက္ကန့်ပိုင်းအတွင်းလဲပေးလိုက်ပါတယ်။အလုတ်ကြိုးစားပြီးညတိုင်းအပြင်မှာပဲအိတ်နေတဲ့မက်ကွင်းကိုဆယ်လီကသူ့ရဲ့မိုဒယ်မှာအခန့်တခန့်ပေးပါတယ်။မက်ကွင်းထွက်မပြေးအောင်စောင့်ကြည့်ရမယ့်တာဝန်ကိုမေတာကယူထားပေမဲ့စောင့်ကြည့်ဖို့ထက်စော့ဖို့ပဲစိတ်ဝင်စားနေပါတယ်။မေတာကမက်ကွင်းကိုသူ့စနေကြလဲထွန်ဆက်တွေစီခေါ်သွားပါတယ်။လဲထွန်ဆက်တွေနားမှာဟွန်တီးပြီးလဲထွန်ဆက်တွေလန့်သွားတာကိုဟာတာလုပ်နေပါတယ်။လဲထွန်ဆက်တွေလိုက်တော့မက်ကွင်းနဲ့အတူထွက်ပြေးကြရင်နှစ်ယောက်သားရှင်းနီးလာပါတယ်။ပစ္စတန်ဖလားဆိုတာကိုဗဇက်ကမချတဲ့မက်ကွင်းကိုအဲ့ဒီဖလားကဘလောက်တောင်အရေးပါလဲလို့မိတာကမေးပါတယ်။မက်ကွင်းအတွက်ဒီဖလားကသူ့တဘွားလုံးအိမ်မက်မက်ခဲ့ရတဲ့အိမ်မက်ဖြစ်ပါတယ်။ဖလားရရင်စပွန်ဆာအသစ်လည်းရှာမယ်အပြင်ရဟတ်ရင်လည်းစီးရမှာလို့ပြောတော့မိတာကလည်းရဟတ်ရင်စီးကျင်သွားပါတယ်။မက်ကွင်းကသူ့နိုင်ရင်စီးခွင့်ပေးမယ်လို့ခရီးပေးလိုက်ပါတယ်။မက်ကွင်းကတငယ်ချင်းရနေတဲ့အပြင်ဆယ်လီကိုလည်းစိတ်ဝင်စားနေတာကြောင့်သူ့လို့ရမယ့်အလုပ်ကိုမေးပြီးပြောနေမိပါတယ်။နောက်နေ့မနက်မှအသေးအတန်ပြန်ဖို့လုပ်နေတော့ဒေါ့ရဲ့ကိုရောင်ထဲကနေအတန်ကြားလို့သွားကြည့်ပြီးတော့အံ့ဩစရာတွေကိုမြင်လိုက်ရပါတယ်။မက်ကွင်းအယူအမှုလိုချင်နေတဲ့ပစ္စတန်ဖလားကဒေါ့စီမှာတစ်ခုမကရှိနေပါတယ်။တကယ်တော့ဒေါ့က3နှစ်ဆက်တိုက်ပစ္စတန်ဖလားရဘူးတဲ့ချန်ပီယံဟောင်းကြီးဟက်ဆန်ဟော့နက်ဖြစ်ပါတယ်။မက်ကွင်းလည်းဝမ်းသာအားရနဲ့သူ့ကိုကားကွေနီးတင်ပေးဖို့ဒေါ့ကိုတောင်းဆိုပါတယ်။ Marvel ရဲ့ထွက်ထားသမျှ animated movie 20ကျော် DC animated movie 90ကျော်လုံးကို The Mist Telegram မှာမြန်မာစာတန်းထိုးနဲ့တစုတစည်းနဲ့လာကြည့်နိုင်ပါတယ်။တသက်စာမမကြီးနဲ့တစ်ခါဝင်ထားလိုက်ရင်အသစ်ထွက်လာသမျှကားတိုင်းကိုလည်းစက်ကြည့်နိုင်မှာဖြစ်ပါတယ်။ Marvel ရော DC ရောရဲ့ live action တွေမှာခုထိမမြင်ရသေးတဲ့ဇာတ်ကောင်တွေအများကြီးရှိလို့ animation တွေကြည့်ရတာကလည်းတမျိုးပြောစရာကောင်းပါတယ်။ movie တွေအပြင် DC animated series တွေ Marvel animated series တွေနဲ့ Star Wars The Clone Wars တို့ကိုလည်းကြည့်နိုင်ပြီဖြစ်ပါတယ်။ဘယ် channel မှာဆိုမမဝင်ချင်နေဆိုရင် description မှာရော comment မှာရောဆက်သွယ်ဖို့အတွက် Telegram နဲ့နေပေးထားပါတယ်။ဒါပေမဲ့ဒေါ့ကတော့ပြိုင်ကားတွေကိုစိတ်ကုန်သလိုမျက်နှာပေးနဲ့မက်ကွင်းကိုမောင်းထုတ်ပါတယ်။မက်ကွင်းကမြို့ထဲကကားတွေကိုဒေါ့အကြောင်းလိုက်ပြောပေမဲ့ကားတွေအကုန်လုံးကနေပူလုံးလို့မက်ကွင်းယူသွားတယ်လို့ပဲထင်နေကြပါတယ်။အဲ့ချိန်မှာဆယ်လီကမက်ကွင်းကိုကားမောင်းထွက်ဖို့ခေါ်သွားပါတယ်။မက်ကွင်းကဆယ်လီနဲ့အတူရှိရတာကိုပြောနေပြီးဆယ်လီရဲ့အလှမှာနေမျောနေပါတယ်။ဆယ်လီကအရင်တုန်းကကယ်လီဖိုးနီးယားမှာရှိနေလို့ခဲ့ပါတယ်။ဒါပေမဲ့ကယ်လီဖိုးနီးယားမှာလုံးဝမပြောလို့ဘာအကြောင်းပြချက်မှရှိရမရှိပဲရောက်တဲ့ရေရာကိုမောင်းထွက်လာခဲ့ပြီးဒီမြို့ကိုရှောက်လာပါတယ်။ပျက်စီးနေတဲ့သူကိုဒေါ့ကပြင်ပေးပြီးတခြားကားတွေကနေစရာပေးခဲ့ပါတယ်။အားလုံးရဲ့ဂီယူဆိုင်မှုတွေကြောင့်ဆယ်လီကပြောခဲ့ရသလိုအေဂျင့်နဲ့ဒီမျိုးကနေဘယ်ကိုမှထွက်မသွားတော့ပဲအခြေချနေလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်40လောက်တုန်းကအမြန်လန်းဆိုတာမရှိသေးပဲကားတိုင်းက Radiator Springs ကနေဖြတ်သွားရပါတယ်။အဲဒါကြောင့်ဒီမျိုးကအရန်ကိုစီကားခဲ့ပါတယ်။အမြန်လန်းဖောက်လိုက်တဲ့အချိန်မှာတော့အကွေးအကောင်များတဲ့ဒီဘက်လန်းကိုဘယ်ကားမှမလာတော့ပဲလမ်းသစ်ကနေပဲသွားကြတော့တာကြောင့် Radiator Springs ကခြောက်ကပ်သွားပါတယ်။မက်ကွင်းကဆယ်လီပြောတာတွေကိုနားထောင်ရင်တစ်ချိန်လုံးကဒီလမ်းပေါ်မှာစီကားခဲ့တာတွေကိုပြန်မြင်ချင်သွားပါတယ်။မြို့ထဲကိုပြန်လာတော့ဒေါ့ကတောင်ဘက်မြေလမ်းမှာတယောက်တည်းစိတ်လွတ်လက်လို့မောင်းနေပါတယ်။မက်ကွင်းမကွေ့နိုင်တဲ့အကွေကိုလည်း drip ဆွဲပြီးတတရရကွေ့လိုက်ပါတယ်။ဒေါ့ရဲ့အရေးအချင်းကိုမျက်မြင်တွေ့လိုက်ရတဲ့မက်ကွင်းကအံ့ဩသွားပြီးပြိုင်ကားလောကရဲ့ထိတ်ဆုံးရောက်မှဘာလို့ထွက်လိုက်တာလဲလို့မေးပါတယ်။တကယ်တော့ဒေါ့ကထွက်လိုက်တာမဟုတ်ပဲကားပြိုင်ခွင်ထဲမှာအတိုက်ခံရလို့ရစရာမရှိပျက်စီးခဲ့ပါတယ်။သူ့ကိုယ်သူပြင်ဆင်ဖို့ရာသီတစ်ခုနားလိုက်ရပြီးနောက်မှာတော့သူ့နေရာမှာတခြားကားသစ်တစ်စီးကိုအစားထိုးလိုက်ကြပါတယ်။သူ့မှာထုံမပြရသေးတဲ့အရေးအချင်းတွေအများကြီးရှိသေးပေမဲ့ဘာမှလုပ်ခွင့်မရပဲထွက်ခဲ့ရပါတယ်။သူ့ရဲ့ပြိုင်ကားဘဝနောက်ဆုံးပြိုင်ပွဲကပန်းဝင်တဲ့အထိတောင်ဆက်မမောင်းနိုင်ခဲ့တဲ့သမိုင်းတစ်ခုဖြစ်ခဲ့ရပါတယ်။အဲ့ဒါတွေကြောင့်စိတ်နာသွားတဲ့ဒေါ့ကခြေရဖြောက်ပြီးဒီမျိုးမှာပဲဘဝကိုအေးဆေးဖြတ်သန်းနေတာဖြစ်ပါတယ်။နောက်နေ့မှာမက်ကွင်းကကယ်လီဖိုးနီးယားသွားဖို့အတွက်လူဝီဂျီရဲ့ဆိုင်မှာတာယာသွားဝယ်ပါတယ်။လူဝီဂျီကအားလုံးထဲမှာပေါ်လွင်နေအောင်အဖြူရောင်တာယာတွေဆင်ပေးလိုက်ပါတယ်။ပြီးတော့မျိုးတွေကဘော်ဒီယုံမှာပဲဆေးအသစ်ဒီဇိုင်းအသစ်နဲ့ရွှိုင်းလိုက်ပါတယ်။မက်ကွင်းကနှစ်တွေကြာကြီးဝယ်သူမလာတဲ့ဆိုင်တွေကိုတမင်ဖောက်တယ်လိုက်လုပ်ပေးနေတာဖြစ်ပါတယ်။တမျိုးလုံးကိုလည်းမီးတွေပြန်ဆင်ပေးပြီးလှလှပပဖြစ်အောင်ပြင်ဆင်ပေးလိုက်လို့မျိုးသူမျိုးသားတွေကလမ်းအသစ်မှာပျော်နေကြပါတယ်။အဲ့ချိန်မှာပဲရဟတ်ရင်တွေရောက်လာပြီးမက်ကွင်းကိုတွေ့ပြီးလို့သတင်းပို့လိုက်တာနဲ့တပြိုင်နက်သတင်းသမားတွေအများကြီးလည်းရောက်လာကြပါတယ်။မီဒီယာတွေကဒီမျိုးကပြန်ပေးဆွဲထားတာလားဆေယောဂါရနေရဲဆိုတာတကယ်လားစသဖြင့်ကောလာဟာလာမေကွန်းတွေအများကြီးဝိုင်းမိကြပါတယ်။အဲ့လိုနဲ့ပဲမက်ကွင်းကမီဒီယာတွေကြားမှာဘသူ့ကိုမှတေချာနှုတ်ဆက်ခွင့်မရပဲကယ်လီဖိုးနီးယားကိုပါသွားပါတယ်။တကယ်တော့မက်ကွင်းဒီမှာရှိနေရဲဆိုတာကိုထောက်ကသတင်းလှမ်းပေးလိုက်တာဖြစ်ပါတယ်။မက်ကွင်းကဒီနေရာနဲ့အသားကျလာပြီးမပြန်ကျင်တော့တာကိုတီလိုဒီလိုလှုပ်လိုက်ပေမဲ့သူကိုယ်တိုင်လည်းတခြားမျိုးသူမျိုးသားတွေနေတူစိတ်မကောင်းဖြစ်နေပါတယ်။နောက်တစ်ရက်ကယ်လီဖိုးနီးယားမှာတော့မက်ကွင်း Chipix နဲ့ Strict Weather ဆိုသုံးစီးကဘိုးလူပွဲအတွက်အပတ်200ကောင်းပေါင်းပြိုင်ပွဲကိုရှင်ပြိုင်ပါတယ်။ရာစုနှစ်ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးပြိုင်ပွဲဖြစ်တာကြောင့်တနိုင်ငံလုံးနှိပါကအလုပ်တွေကိုတောင်ထားပြီးလာအားပေးကြပါတယ်
တစ်ချိန်လုံးကယုံကြည်ချက်တွေလွန်ကဲနေတဲ့ McQueen ကခုချိန်မှာတော့ယုံကြည်ချက်တွေအဆရှာမရအောင်ပြောင်းနေပါတယ်။ Radiator Springs ကသူ့တငယ်ချင်းတွေနဲ့ဆယ်လီကိုပဲတတိယနေပါတယ်။တခြားပြိုင်ပွဲဝင်တွေမှာကိုပိုင်အဖွဲ့တွေရှိကြပေမဲ့တယောက်တည်းရက်တည်နိုင်ပါတယ်ဆိုတဲ့ McQueen ကတော့အဖွဲ့မရှိဖြစ်နေပါတယ်။စီးပြည့်ပေးဖို့ကိုတော့ကုန်ကားကိုအကူအညီတောင်းထားရပါတယ်။စိတ်နဲ့ကိုယ်နဲ့မကတ်တဲ့ McQueen ကပြိုင်ပွဲစားတော့လဲနောက်ကျကျန်ခဲ့ပါတယ်။တပွဲလုံးအလွဲလွဲအချော်ချော်တွေဖြစ်နေတော့မဲ့ဒေါ့ရဲ့အတန်ကိုကြားလို့လှမ်းကြည့်လိုက်တော့နီးပြခုံပေါ်မှာဒေါ့ကရှောင်နေပါတယ်။သူ့တငယ်ချင်းတွေအားလုံးလဲရှောင်နေပြီးဒေါ့ကခဏနားခိုင်းလိုက်ပါတယ်။ McQueen ကိုမိုတီပေးလိုက်တော့ McQueen လည်းယုံကြည်ချက်အပြည့်နဲ့ကွင်းထဲပြန်ဝင်လာပါတယ်။ဂန်နဝင်းကြီး Hudson Hornet ကိုပထမဆုံးအနေနဲ့လူမြင်ကွင်းမှာပြန်တွေ့လိုက်ရတဲ့ကားတွေကအံ့ဩနေကြပါတယ်။ McQueen ကဒေါ့ရဲ့လမ်းညွှန်မှုနဲ့သူ့ထက်တစ်ပတ်ကျော်နေတဲ့ကားနှစ်စီးလုံးကိုအမိပြန်လိုက်နိုင်လိုက်ပါတယ်။ရစ်တက်တဲ့ Chicks ကထုံးစံအတိုင်း McQueen ကိုဝင်တိုက်လိုက်လို့တာယာပေါက်သွားပါတယ်။ Chicks အဖွဲ့သားတွေကလည်းဘဲကလာမှမသိတဲ့ဂူဝီတို့ကိုဝိုင်းလောင်နေပါတယ်။ဒါပေမဲ့ McQueen ရဲ့တာယာတွေကိုသူတို့ထက်မြန်တဲ့စံချိန်နဲ့မျက်စိတမိတ်အတွင်းလဲပြလိုက်တော့အားလုံးငြိမ်ကုန်သွားပါတယ်။ McQueen ကထပ်ပြီးမိလာတော့ Chicks က McQueen ကိုထပ်ပြီးတိုက်ပစ်လိုက်ပါတယ်။အဲ့ဒါကြောင့်ပြေးလန်းအပြင်ကိုကျသွားပေမဲ့ Dog တင်ပေးထားတဲ့ညာကိုကွေးဖို့ဘဲဘက်ကိုချိုးဆိုတဲ့ drift ဆွဲနေအတိုင်းလှလှပပလေးပြေးလန်းပေါ်ပြန်တက်လာနိုင်ခဲ့ပါတယ်။ McQueen ကနောက်ဆုံးအပတ်မှာထိတ်ဆုံးကနေဦးဆောင်နေပြီးမကြခင်ပန်းတိုင်ရောက်တော့မှဖြစ်ပါတယ်။နောက်ဆုံးရောက်နေတဲ့ Chicks ကတော့မနိုင်ရင်နောက်ဆုံးမဖြစ်ချင်လို့သူ့ရှိက Strip Weathers ကိုလမ်းချုံအောင်တိုက်လိုက်ပါတယ်။ Weathers ကလည်းရုတ်တရက်မို့18ပတ်လောက်ကျွံပြန်သွားပါတယ်။ McQueen ကပန်းဝင်ခံနေပြီဖြစ်ပေမဲ့စံမမောင်းနိုင်လောက်အောင်စုပ်ပြတ်သွားတဲ့ Strip Weathers ကိုတွေ့တော့တစ်ချိန်လုံးကဘဝရဲ့နောက်ဆုံးပြိုင်ပွဲမှာပန်းဝင်အောင်မောင်းခွင့်မရလိုက်တဲ့ Dog ကိုသတိရသွားလို့ထိုးရလိုက်ပါတယ်။ဒီပွဲကဘယင်လို့တောင်တင်စားကြတဲ့ဂန်နဝင်းချန်ပီယံဟောင်းကြီး Strip Weathers ရဲ့နောက်ဆုံးပွဲဖြစ်တဲ့အတွက်ဖလားမရရင်တောင်ပန်းဝင်တဲ့အထီတော့ပြိုင်သွားနိုင်အောင် McQueen ကကူညီပေးပါတယ်။ကာယုတ် Chicks ကပန်းဝင်သွားချိန်မှာ McQueen က Strip Weathers ကိုတွန်းပြီးနောက်ဆုံးကနေပန်းဝင်လိုက်ပါတယ်။ပရိသတ်တွေအကုန်လုံးကလည်း McQueen ရဲ့စိတ်ဓာတ်နဲ့အပြုအမူကိုမျက်ရည်ဝဲလာအောင်အားပေးနေကြပါတယ်။တကူကောင်းဆန်တဲ့ Chicks ကတကူတော်အောင်ပွဲခံနေပေမဲ့ဘသူမှအတိမတ်မပြုဘဲဖလားကိုတောင်ပြစ်ပေါက်ပြီးပေးလိုက်ပါတယ်။ဒိုင်နိုကိုကတော့ချန်ပီယံကိုစပွန်ဆာမပေးဘဲ McQueen ကိုသူတို့ရဲ့စပွန်ဆာအသစ်ဖြစ်လာဖို့ကမ်းလှမ်းပါတယ်။ McQueen ကလည်းအစကတော့ဒီစပွန်ဆာကိုလိုချင်လို့ပဲပြိုင်ခဲ့တာဖြစ်ပေမဲ့ McQueen ဆိုတဲ့သူ့ကိုပြိုင်ကားပီတောင်းအောင်လုပ်ပေးခဲ့တဲ့တငယ်ချင်းတွေနဲ့ပဲဆက်နေဖို့အတွက်စပွန်ဆာကိုညှင်းလိုက်ပါတယ်။ဒိုင်နိုကိုကလည်းသူ့ရဲ့စိတ်ဓာတ်ကိုလေးစားလို့လိုအပ်တာရှိရင်အချိန်မရွေးပြောဖို့ပြောတော့ McQueen ကတခုတောင်းဆိုလိုက်ပါတယ်။သူတောင်းဆိုတာကသူ့တငယ်ချင်းမိသားကိုရဟန်ရင်ပတ်စည်းခိုင်းတာပဲဖြစ်ပါတယ်။ McQueen ကြောင့်ပဲ Radiator Springs မြို့ကအရင်လိုပြန်စီကားလာပါတယ်။ကားတွေကအမြန်လန်းကမသွားပဲအကွေးအကောက်များတဲ့သူတို့လမ်းကနေတကူးတကလာပြီး Radiator Springs ကိုလဲပတ်ကြပါတယ်။ Radiator Springs မြို့သူလေးဆယ်လီနဲ့ချစ်ကျွမ်းဝင်နေတဲ့ McQueen ကလည်းဒီမြို့မှာပဲဆက်နေခဲ့ပါတယ်။ဒီပြိုင်ပွဲမှာဖလားမရခဲ့ပေမဲ့လာမယ့်ပြိုင်ပွဲတွေကိုတော့သူ့ရဲ့နာမည်အတိုင်းလျှက်စီးလိုအလင်းနဲ့ဆက်ပြီးရှင်ပြိုင်နေအောင်မှာဖြစ်ပါတယ်။